စကားပြောနိုင်တဲ့စွမ်းဆောင်ရည်မြင့်တဲ့ငှက်မျိုးစိတ်တွေကရှာနေဆိုရင်ဒီ African Great Parrot လေးတွေကတကယ်ကိုရွေးချယ်တဲ့ငှက်မျိုးစိတ်လေးတွေပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီ African Great Parrot တွေကကဘာပေါ်မှာညံရဲ့အမြင့်မာဆုံးငှက်မျိုးစိတ်တွေဖြစ်ပြီးတော့လူစကားကိုလည်းအခွင့်အရေးထောင်နဲ့ချီပြီးတော့မှတ်သားနိုင်တဲ့ငှက်မျိုးစိတ်လေးတွေဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်ရှိမှာရှိတဲ့ African Great Parrot လေးတွေကျွန်တော်ပြရပါမယ်။ဒီမှာပါဒီကောင်လေးက African Great Parrot အထီးလေးဖြစ်ပြီးတော့ဒီဘက်ချမ်းကတော့ဒါက African Great Parrot အမလေးဖြစ်ပါတယ်။နှစ်ကောင်လုံးကခန္ဓာကိုယ်စိုက်ကြီးတွေတော်တော်ကြီးကိုကြီးပါတယ်ဗျ။ဒီကောင်လေးတွေနှစ်ကောင်လုံးကအသက်9လဝန်းကျင်ဖြစ်ပြီးတော့ခြေခွင်းနံပါတ် DNA စာရွက်အပြည့်စုံနဲ့လာတဲ့ကလေးတွေဖြစ်ပါတယ်။အကျမ်းမာရေးကောင်းပြီးတော့အစာကိုလည်းသူ့ဟာနဲ့သူကောင်းကောင်းကြီးစားတတ်နေတဲ့ကလေးတွေဖြစ်ပါတယ်။လုံးဝအစာခွန့်စရာမလိုတော့ပါဘူး။အပြင်ဒီကောင်လေးတွေကဒီအတန်လေးလည်းစမ်းနေပြီးဒီစကားကိုလည်းတခွန်းနှစ်ခွန်းလောက်ကောင်းကောင်းကြီးပြောတတ်နေတဲ့အနေအထားလေးတွေဖြစ်ပါတယ်။ဒီ African Great Parrot လေးတွေကတကယ်ကိုစကားပြောတဲ့နေရာမှာဆရာကြားတဲ့ငှက်မျိုးစိတ်လေးတွေဖြစ်ပါတယ်။ဒီစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ page မှာလည်းအသေးစိတ်ကိုလာရောက်ပြီးတော့မေးမြန်းလို့ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မင်းရဲ့အောင်ဖြစ်ပါတယ်ဗျာ